Assalamualaikum warahmatullahi wabarakatuh. Mengapa? Kemana? Masa di dawa di lorong ni pelai pulau tayang pulau kuya itu, nyaga kau yubi, pulau sejen dunia oleh suci sutimbae, luci minyane, miba bedunya sih, cuma pulau sinagaro, jadi soalnya nakal nasi tongkuli, ogola nasi ngaya nepibi, cahaya rohnya jadi no saya tele pibare, cuma rohnya bedunya wo, nyama site, nyama soya ne apa, nyama soya ne apa, ya kan soya doga, sendiri saja, muara sabi, ye sesi ne, di dosa julung hele pibare, bile ha, kemaroi, rohnya mengeleng-eleng amyotami osu kwe matengin kayare nele pibare dine ha nele shele kaunsin aukale pratamya rohingya nya ko pite mepeng khere nele pibare dine ha alkema asulai atyolai tatya khayami teshang si khere nele pibare dine ha tamadoi oza pisi luya pisi yabi yaya nyago misho pisi khere nele pibare dine ha tamado ho ami lema tapye maudo lo tayu dega tai nama ma lokha te phi khong khe yare nele pibare dine ha tamadoi kapya kapa pet khe yati ne phipi dine ho tamado ni ti akha ma mame nai ma bu shin rohingya miba pidunya shin siana shin une we ana tai kare ka sa ye tamado rohingya lu myo ko tani taja ajan me pi nai la khe ya ni sau 60 ကျော်ပါပြီရှင်တိုင်းရင်းသားစည်ရင်းသားတွေပင်ပြည့်ရှင်းအမျိုးသားမပုံတွေကပြအတိတ်တိတ်အတင်သိယူရှင်းအစစ်နဲ့ပညာသင်ခွင့်ပိတ်ပင်ရှင်းလုံးလစွာကားလာတဲ့ပိတ်ပင်ရှင်းကျန်းမာရေးဝန်ဆောင်မှုအတန်းရှင်းဘာသာရေးဆိုင်ရာဟောပြောပွဲများကိုပိတ်ပင်ရှင်းစီးပွားရေးလုံးပိုင်ခွင့်မပြုရှင်းဘာသာရေးဆိုင်ရာအဆောက်အအုံများတည်ဆောက်ခွင့်မပြုရှင်းအဆောက်အအုံများတည်ဆောက်ခွင့်မပြုရှင်းလုံးလစွာစီးပွားရေးခွင့်မပြုရှင်းလုံးလစွာထိန်းချုပ်ခွင့်မပြုရှင်းနိုင်ငံရေးလူမှုရေးစားတဲ့အချိန်ခံလူ့အခွင့်အရေးများကိုပိတ်ပင်ထားရှိခဲ့သည့်အပြင်နိုင်ငံတော်အဆင့်ရိုဟင်ဂျာစစ်ကြည်ရေးဟောပြောပွဲများအမုန်းတရားများဟောပြောပြန်ရှင်းများပြုလုပ်ပြီးလူမှုရေးဘာသာရေးပဋိပက္ခများဖန်တီးခဲ့ပါတယ်။ရောစွာဆုံး2010ခုနှစ်ဩဂုတ်လ25ရက်နေ့ကစ၍နေပြည်ရှင်းလင်းရေးကောင်းစဉ်ဖြင့်အထူးစစ်ဆေးရေးစင်ရီကရိုဟင်ဂျာမိဘတော်လေးများကိုအတင်းအဓမ္မပြုကျင့်တတ်တဲ့ရှင်းတတိယများနှင့်ကလေးသူငယ်များကိုအရှင်လက်လက်မိပုံနဲ့ပြည့်ရှင်းပညာတတ်လူကြီးငယ်များကိုမတရားရေးပယ်နှိမ့်ဆက်ရှင်းလေလီတတ်တဲ့ရှင်းကိစ္စ
သည်သွေးချောင်းစီးတဲ့ဩဂုတ်လ25ရက်နေ့ကိုကျမတို့ရိုဟင်ဂျာများနောင်လာနောင်သားများကဘာတရေမပစ်ပါဘူးရှိတူးရင်ထားတဲ့ဒီလိုဆက်တရားခံများကိုအရင်ဆုံးအရေးယူပေးပါရဲ့ကဘာကုလသမဂ္ဂအပါအဝင်အတိုင်းအဝန်များအလေးနဲ့တောင်းဆိုပါရဲ့ရှိကျမတို့ရိုဟင်ဂျာဒီကိုမောင်များအားလုံးကိုမိသားရဲ့ခံပါရဲ့ရှိကျမတို့အစ္စလာမ်ဘာသာကိုကိုယ်ဝယ်သူတွေဖြစ်ပါပြီဖြစ်ပါရဲ့လူမျိုးတစ်မျိုးဒီတသွေးဒီဖြစ်ပါရဲ့အလားတူရှင်ရဲ့လိုတော့အတွက်ကျေးဇူးပြုပြီးအမျိုးသားရဲ့ကိစ္စမှာစီလုံးညီညွတ်ပါကျေးဇူးပြုပြီးစီလုံးညီညွတ်ပါမဟမဒီဝလီအလ္လာဟ်ဝါဆေအားရတဲ့ဖတ်ဖို့ကျမတို့ရဲ့အခွင့်အရေးအတွက်တရားမျှတမှုရရှိရဲ့အတွက်ကျမတို့ရဲ့လူကုန်တိတ်ခါအတွက်ကျမတို့၏အနာဂတ်အတွက်နောင်လာနောင်သားများအတွက်အမျိုးသားလင်းမြောက်ရဲ့အတွက်အားလုံးအတူတကွတိုက်ပွဲဝင်ကြပါလို့မိသားရဲ့ခံပါရဲ့နေကွင်းဆောင်ရပါသည်အားလုံးကိုအစ္စလာမ်ဝါလိုင်ကွမ်